customer ကပတ်စံပြီးတော့အဲ့လက်အိတ်နဲ့ပဲကင်တာလက်အိတ်မစွတ်ထားတဲ့လက်နဲ့မကင်ဘူးလက်အိတ်စွတ်ထားတဲ့လက်နဲ့ပဲကင်တာဒီခေါက်ပြောချင်တဲ့အကြောင်းအရာလေးကလမ်းပေးစာနဲ့ပတ်သက်ပြီးတော့ပြောချင်တာပဲဖြစ်ပါတယ်အဲ့တော့လမ်းပေးစာဆိုတာကျမတို့ street food ပေါ့နော်ရင်းကြီးသုံးရမယ်ဆိုရင်ကျမတို့ street food ပေါ့လမ်းပေးစာရနေပြီးတော့ကျမတို့စားကြတယ်သူကမြန်မာနိုင်ငံမှာမဟုတ်ပါဘူးဘယ်နိုင်ငံမဆိုဒီ street food တွေကရှိရဲပေါ့အဲ့တော့အဲ့ street food တွေကသူကနိုင်ငံတစ်ခုပေါ်တစ်ခုနဲ့မူတည်ပြီးသူ့နိုင်ငံရဲ့အစားအသောက်ပေါ်မူတည်ပြီးတော့မှဒီ culture တစ်ခုအနေနဲ့တောင်သွားနေကြရပေါ့အဲ့တော့နိုင်ငံတော်တော်များများမှာရှိတဲ့လူတော်များကဒီ street food တွေနဲ့မကင်းလို့ကြအောင်အဲ့တိုင်းပဲကျမတို့ကိုယ်တိုင်လည်းဒီ street food တွေနဲ့မကင်းလို့ဒါပေမဲ့တစ်ခါတလေမှာတချို့ဆိုင်တွေဆိုရင်လုံးဝမစားတာမျိုးရှိရပေါ့ဘာလို့လဲဆိုတော့အဲ့ဆိုင်ကလေနာမည်ကြီးကောင်းကြီးမယ်အရန်ကောင်းတယ်ဒါပေမဲ့သူ့ဆိုင်သွားဝယ်ရင်နေနားပြီးတော့ရင်နေအုံပြီးရင်နေအများကြီးပဲဒါပေမဲ့လူတော်များကလည်း customer တော်တော်များ consumer တော်တော်များကလည်းဒီရင်အုံနာကြီးပိုင်းကြီးမဆိုင်ဘူးဝယ်စားကြရပဲရတာကောင်းတယ်ဆိုပြီးတော့နော်ဒီလိုရှိရဲနောက်တစ်ခုကျတော့ဗာလဲဆိုရင်လေဒီများအဖြစ်ဒီမြန်မာနိုင်ငံမော်ရင်းကားပေါ့နော်မော်ရင်းကားအတုပ်ခိုင်မုံဒီဒါတွေကတော်တော်များများကြိုက်တဲ့ဒီ street food တွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီစားတောက်ဆိုင်တွေမှာဆိုရင်တစ်ခါတလေကြာရင်အဲ့ရောင်းတဲ့လူကစရောင်းကနေကတစ်ခါသုံးလက်အိတ်ကိုသုံးတာအဲ့အိတ်မပြဲမချင်းမလွတ်ပြဘူးဒါကတိတ်ပြတ်နာမရှိသေးပေမဲ့အဲ့ဒီလက်အိတ်နဲ့အစားတောက်တွေကင်တယ် customer ကပတ်စံပြီးတော့အဲ့လက်အိတ်နဲ့ပဲကင်တာလက်အိတ်မစွတ်ထားတဲ့လက်နဲ့မကင်ဘူးလက်အိတ်စွတ်ထားတဲ့လက်နဲ့ပဲကင်တာကင်ပြီးတော့သူကအဲ့ပတ်စံကိုအဲ့လက်အိတ်စွတ်ထားတဲ့လက်နဲ့ကင်သူပတ်စံပုံတယ်ဒါမှမဟုတ်ချင်းထဲကိုထည့်ပြန်အမ်းဖို့အတွက်ပတ်စံအကျွေကိုမှွေနှောက်ပြီးရှာပြီးတော့မှပြန်ပေးရပြီးတော့ဇွက်ခနဲ့ဆိုပြီးတော့အဲ့လက်နဲ့ပဲဟိုမုတ်ကိုပြန်ကင်ပြီးတော့ထည့်ပေးရအရန်ကိုမှညစ်ပတ်တယ်ပေါ့ပြောရမယ်နော်ဘာလို့လဲဆိုတော့လေပတ်စံဆိုတာကကျမတို့လူပတ်စံဥမာ1000နဲ့တရက်ကကျမလက်ထဲမှာ1000နဲ့တရက်ရောက်နေအဲ့1000နဲ့တရက်ကကျမလက်ထဲမှာတစ်သက်လုံးရောက်မသွားဘူးဘာလို့လဲဆိုတော့ကျမပြန်ဝယ်သုံးပါလေအဲ့တိုင်းပဲအဲ့ပတ်စံ1000နဲ့ငါတသေးလက်ထဲလေးရောက်နိုင်တယ်မင်းသားမင်းသမီးလက်ထဲလေးရောက်နိုင်တယ်နော်အဲ့ဒါမှတစ်ဆင့်အောက်ကအမိုက်ကောက်နေတဲ့ကလေးတွေလက်ထဲလေးရောက်နိုင်တယ်တောင်းစားတဲ့လက်ထဲလေးရောက်နိုင်တယ်လူရဲ့လက်ထဲလေးရောက်သွားနိုင်တယ်ဒါမှမဟုတ်ဖျားနာနေတဲ့လူကူးစက်ရောဂါဖြစ်နေတဲ့လူလက်ထဲလေးပတ်စံရောက်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ COVID-19 တော့ပတ်စံတွေကင်ပြီးလက်ဆေးပါပိုးသက်ပါဆိုတဲ့စာတစ်ဖြစ်ပေါ့နော်အဲ့တော့ပတ်စံကယောဂပိုးကိုတည်နိုင်ဆုံးပစ္စည်းပဲအဲ့တော့ကျမတို့ဒီလက်အိတ်နဲ့အစားတောက်ကင်နေပြီးတော့ပတ်စံကင်နေအစားတောက်ပြန်ကင်တဲ့ hygiene လုံးဝဆိုးရွားတဲ့ hygiene မျိုးဖြစ်တယ်အဲ့ဒါကိုစိတ်မကောင်းစွာနဲ့ပဲဒီ street food တော်တော်များများဆိုင်တော်တော်များများမှာအဲ့ဒီအတိုင်းပဲလုပ်နေတာကိုတွေ့နေရတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုရင် customer တစ်ခါတလေကြာရင်ဘယ်လောက်ထိစိုးတဲ့ customer တွေလဲဆိုရင်အဲ့ဒီဆိုင်မှာမုတ်ဝယ်တယ်မှာမုတ်ဝယ်ပြီးပတ်စံပေးတာဆိုင်ရှင်ရဲ့လက်ထဲကိုပတ်စံထားရမပေးဘူးတော့အဲ့ဒီကျွန်မဥမာဆိုမုတ်ဖက်တွေမုံငါးတွေဘာရောင်းနေဆိုင်တော့ဆိုမုတ်ဖက်တွေပေါ်ပြစ်တင်ပေးတာပတ်စံကျွန်မခုနကပြောခဲ့တယ်လေပတ်စံဆိုတာဘယ်လောက်ထိယောဂပိုးမှအနေရကိုတည်ဆောင်နိုင်တဲ့ပစ္စည်းလဲဆိုတာအဲ့ဒီမုတ်ဖက်တွေပေါ်တင်ပေးတာသူတို့ကိုယ်တိုင်ကလည်းအဲ့ဒါကိုနင်းနင်းချက်ချက်နေရင်ရှက်ရိုးစားကြရတယ်ပေါ့နော်ဒါလမ်းဘေးစားစားရည်နဲ့ပတ်သက်ပြီးတော့တကယ့်ကိုမှဆိုးရွားတဲ့အပြုအမူတွေကိုတင်ပြတာပေါ့ဒါတွေကိုဒါကျမတို့လုံနိုင်မယ်ဥပမာဘယ်လိုမျိုးကျမတို့ပြောင်းလဲလို့ရလဲအစားတောက်ကိုင်းတဲ့အခါမှာလက်အိတ်စုပ်ကိုင်းမယ်အဲ့လက်အိတ်ကိုတနက်ရှင်းထားမယ်ကျမတို့ပတ်စံနေကိုင်းတဲ့အခါလက်အိတ်လေးချုပ်ပြီးတော့ပတ်စံကိုင်းမယ်ဟိုကိုင်းဒီကိုင်းမယ်အစားတောက်ကိုင်းကနေလက်အိတ်လေးပြန်စုပ်မယ်ဒီလိုမျိုးတွေလုပ်လို့ရတယ်တချို့ဆိုင်လေးတွေဆိုရင်နော်ဒီဆိုင်ကြီးတော့တေးမွားလေးဒါပေမဲ့ရောင်းနေတဲ့လူကလုံးဝ education ရမ်းဖြစ်မှန်းသိတာအဲ့လိုဆိုင်မျိုးဆိုတော့ကျမတို့ကိုယ်တိုင်နဲ့အားပေးတယ်ဘာလို့ဆိုတော့သူတို့ကင်တွယ်ဖို့ကင်တဲ့နည်းကိုကြည့်လိုက်တယ်သူတို့ဟုတ်တယ်နီးမှန်လမ်းမှန်နဲ့ကင်တာအဲ့တော့အရေးကြီးတာကဘလို့နီးနဲ့ပဲရောင်းဘလို့ပဲရောင်းတဲ့လူကိုယ်တိုင်က educate ဖြစ်နေရမယ် educate ဆိုတာကျမတို့ဘွဲရဖို့ပြောတာမဟုတ်ဘူးเนาะဒီ hygiene နဲ့ပတ်သက်ပြီးတော့ educate ဖြစ်ဖို့လိုအပ်တယ်အဲ့လိုမျိုးဖြစ်နေမယ်ဆိုရင်ကျမတို့ဒီ street food ဆိုပေမဲ့အဲ့လို street food တွေကဝယ်စားရင်တော့ကျမတို့ကိုယ်တိုင်လည်းဝယ်စားဖြစ်တယ်ပေါ့နော်လက်ရှိမှာကိုယ်တိုင်ဝယ်စားနေလည်းပဲအဲ့လိုဆိုင်မျိုးဆိုရင်အသက်နိုင်ဆုံးရှောင်သင့်တယ်တခါတလေကိုယ်ပြောလို့ရရင်တော့ပြောပေမဲ့များအဖြစ်ကကိုယ်တိုင်လည်းမပြောပါဘူးဘာလို့လကားနေကိုမုန်းခံရမှာလေလူတိုင်းကဒီတိုင်းပဲဝယ်စားနေကြအဲ့တော့customer တွေကလည်းညီဖို့လိုရတယ်ဒီဆိုင်ညစ်ပတ်တယ်ဆိုရင်မစားသင့်ဘူးသူကဘယ်လောက်ပဲရောင်းကောင်းညစ်ပတ်တယ်ဆိုရင်မစားသင့်တော့
ဒီချိန်လောက်မှားပြီးတော့ဝယ်စားမိရင်တော့မှနောက်မဝယ်စားတင်တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းဒီဇိုင်းညစ်ပတ်တယ်လို့ပဲပြောတင်တယ်အဲ့တော့အဲ့လိုမျိုးတွေဖြစ်လာရင်သူတို့လည်းရောင်းချင်နေဆိုရင်သူတို့တန်းရှင်းရောင်းလေဒါဆိုရင်ကျမတို့ကိုယ်တိုင်လည်းဝယ်စားမှာပေါ့ဘာလို့ဆိုတော့ဒီဟာဒီကကျမတို့ကျမရဲ့အတွက်အရင်အရေးကြီးတဲ့အကြောင်းအရာတွေဖြစ်လို့ဖြစ်ပါတယ်ပေါ့နော်